ဟုတ်ကဲ့ခင်ဗျာဒီကနေ့ဒီအကောက်ပိုက်ရှိကလေးကိုအကြောင်းပြန်ပေးမှဖြစ်ပါတယ်ခင်ဗျာသူရေးလာတာကတော့ယုံကြည်လို့မရဘူးစာကြောင်းလေးတင်ပေးပါအောင်ခင်ဗျာတဲ့နော်ဟုတ်ကဲ့ခင်ဗျာဒီကနေ့ကျွန်တော်ယုံကြည်လို့မရဘူးဆိုတဲ့ထိုင်းစကားပြောစာကြောင်းကလေးကိုကျွန်တော်ပြုလုပ်ပေးတော့မှဖြစ်ပါတယ်ခင်ဗျာเพื่อนร่วมงานคนนั้นไว้ใจไม่ได้เลยเขาชอบนำข้อมูลที่เราคุยกันไปพูดต่อให้คนอื่นฟังเพื่อนร่วมงานคนนั้นไว้ใจไม่ได้เลยเขาชอบนำข้อมูลที่เราคุยกันไปพูดต่อให้คนอื่นฟังไอ้ดีลูกพอไก่แพกายงลูกไม่ยาบูงงาดูสวยนุยทาเดอเชะและเมียกูตูเมียกูเปียวปียเดสถานการณ์ตอนนี้มันไว้ใจไม่ได้จริงๆเราต้องระมัดระวังตัวให้มากสถานการณ์ตอนนี้มันไว้ใจไม่ได้จริงๆเราต้องระมัดระวังตัวให้มากအခုလက်ရှိအခြေအနေကတကယ်စိတ်မချရဘူးငါတို့အရန်တတိထားရမယ်ถึงแม้ว่าเขาจะสัญญาหลายครั้งแต่สุดท้ายก็พิสูจน์ให้เห็นว่าเขาเป็นคนไว้ใจไม่ได้ถึงแม้ว่าเขาจะสัญญาหลายครั้งแต่สุดท้ายก็พิสูจน์ให้เห็นว่าเขาเป็นคนไว้ใจไม่ได้သူအကြကြကတိပေးခဲ့ပေမဲ့နောက်ဆုံးတော့သူကယုံကြည်လို့မရတဲ့သူဖြစ်ကြောင်းသက်သေပြခဲ့တယ်การลงทุนในตลาดนี้ดูเหมือนจะไว้ใจไม่ได้นักลงทุนหลายคนจึงชะลอการตัดสินใจการลงทุนในตลาดนี้ดูเหมือนจะไว้ใจไม่ได้นักลงทุนหลายคนจึงชะลอการตัดสินใจဒီဈေးကွက်မှာယင်းနှီးမြုံနာချေကစိတ်မချရပုံဖြစ်လို့ယင်းနှီးမြုံနာရေးသမားတွေကစိုးပြတ်ချက်များကိုရပ်ဆိုင်ကြတယ်อย่าไปเชื่อคำพูดของคนไว้ใจไม่ได้พวกนั้นเลยพวกเขาแค่ต้องการหลอกลวงคุณอย่าไปเชื่อคำพูดของคนไว้ใจไม่ได้พวกนั้นเลยพวกเขาแค่ต้องการหลอกลวงคุณအဲ့ဒီလူတွေရဲ့စကားကိုမယုံပါနဲ့ယုံကြည်လို့မရဘူးသူတို့ကမင်းကိုလှည့်စားချေယုံတက်တက်ပဲဟုတ်ကဲ့ခင်ဗျာဒီကနေ့ယုံကြည်လို့မရဘူးမင်းလာတဲ့ comment ပဲရှေ့ကလေးကိုကျွန်တော်ယုံကြည်လို့မရဘူးထိုင်းစကားပြောစာကြောင်းကိုဒီလောက်နဲ့အဆုံးသတ်မှာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ခင်ဗျာဆက်လက်၍ကျွန်တော်တင်ပေးမယ့်ထိုင်းစကားပြောစာကြောင်းတွေကိုလေ့လာနိုင်ဖို့ရအတွက် like and share လုပ်ပေးတော့ပါခင်ဗျာထိုင်းစကားပြောလေ့လာရေးမှာအဆင်ပြေပါစေခင်ဗျာ